ရွယ်လေးပဲပြောနေတယ်ဘာသာပြတိုင်းကောင်းပါတယ်အပြစ်နဲ့ပြတိုင်းကောင်းပါတယ်ကောင်းတာလို့ရင်ကောင်းရဒုက္ခရောက်မှာပေါ့